င်္ဂလာပါမိတ်ဆွေတို့ဒီနေ့တော့ယူဇနာဥယျာဉ်မျိုးတော်ရဲ့တခြားပါအောတော်အယောင်ကန်လေးတစ်ခါနဲ့မိတ်ဆက်ပေးမယ်အောတော်ဆိုတဲ့အတိုင်းပဲမျက်စိမြင်ကွင်းရတော့ဘေးနားမှာတိုက်မရှိတဲ့အတွက်တော်တော်လေးကိုရှင်းနေမယ်ခန်းတွင်ပြင်ဆင်မှုတွေကလည်းတော်တော်လေးကိုမှပါတယ်ပြောရမယ်ဗျကြွေပြားတွေအပြည့်ခင်းပေးထားတယ်ဆေးတွေအတိုင်းရွက်ကြံခဲ့မယ်မျက်နှာချက်တွေအကုန်ကောင်းတယ်ဆန်းရှိပြီးပတ်လေးအကုန်ပါဝင်မယ်ဗျအဲ့တော့ပြောရရင်ဒီခန်းနဲ့လက်ရှိမှာလူနေတယ်ဆိုပေမဲ့မကြခင်ပြည့်တော့မှာဖြစ်တဲ့အတွက်ဒီခန်းလေးကိုအယောင်လာတင်ခြင်းဖြစ်ပါတယ်ခန်းလေးကပြောစရာမလိုအောင်တရင်လုံးကြွေပြားတွေခင်းပေးထားပြီးဖျားကန်းကနေစားကြည့်မယ်ဆိုရင်ဖျားကန်းမှာလည်းဆန်းရှိတွေပါမယ်ဆေးတွေကြံမယ်မျက်နှာချက်တွေကောင်းမယ်ကြွေပြားတွေလည်းကပ်ပေးထားမယ်ဗျဒါကတော့အတွင်းကကျွန်တော်တို့အတွင်းက brain ပေါင်းကကြီးလိုက်မြင်ဘေးတားမှာမျက်နှာစာတိုက်မရှိတဲ့အတွက်တော်တော်လေးကိုမှမျက်စိမြင်ကွင်းရှင်းတယ်ဆန်းရှိလည်းပါတယ် slide door လည်းတက်ပေးထားတယ်ကြွေပြားလည်းပါတယ်ဒါကတော့ခန်းကျယ်ကတော့မိသားစုတွေလင်မယားနှစ်ယောက်ဘို့မဟုတ်ကလေးနဲ့မိဘတွေကောင်းကောင်းနေလို့ရတဲ့အခန်းကျယ်လေးတစ်ခန်းအခန်းကျယ်လေးတစ်ခန်းမှာလည်း brain ပေါင်းနှစ်ခုပါပြီးတော့နှစ်ခုလုံးမှာလည်း slide door တွေဆန်းရှိတွေအပြည့်တက်ပေးထားတယ်အဲ့ကနေမှဆက်သွားရင်ဒါကတော့မီးဖို့ကြောင်မှာလည်းကြွေပြားတွေအပြည့်ကပ်ပေးထားပြီးတော့ဘေးစင်ကုန်းကလည်းတော်တော်လေးကိုမှစင်ပြေတဲ့ဘေးစင်ကုန်းထဲမှာပါတယ်ကြွေပြားတွေအပြည့်ကပ်ပေးထားမယ်ပြောရရင်ဒီမီးဖို့ကြောင်ခန်းလေးကတော်တော်လေးကိုမှအင်ရှင်မတွေအတွက်အဆင်ပြေတဲ့ခန်းလေးတစ်ခန်းလို့ပြောလို့ရတော့တယ်ဗျဒါကတော့ရေချိုးကန်ပါရေချိုးကန်ကတော့အုတ်ကန်နဲ့ဖွဲ့စည်းထားပြီးတိုင်ကြီးကိုတော့အပေါ်မှာတင်ပေးထားတယ်အဲ့တော့ဒီရေချိုးကန်ထဲမှာမျက်စိရှုပ်နေပဲနဲ့လိုလလက်ရေချိုးလို့ရအောင်လုပ်ပေးထားတဲ့ခန်းလေးပဲဗျတော့ဒီခန်းလေးကယူဇနာဥယျာဉ်မျိုးတော်တကုံစိတ်ကမ်းမျိုးနဲ့3လမ်းဘီမှာရှိတဲ့အော်တောင်လေးဖြစ်ပြီးတော့ဈေးနှုန်းကတော့485ညှိနှိုင်းစည်းလေးနဲ့ရမယ်ဗျငွေ400ကျော်နဲ့အော်တောင်လေးတစ်ခန်းတစ်ခန်းကိုပိုင်ဆိုင်ခြင်းနဲ့ပြင်ဆင်မှုတွေလည်းပါဝင်ပြီးလက်တင်တက်နေုံလိုချင်သူတွေအတွက်ဒီခန်းလေးကတော်တော်လေးကိုအဆင်ပြေတယ်အဲ့တော့ဒီခန်းလေးကိုစိတ်ဝင်စားလိမ့်မယ်ဖြစ်ဖြစ်လာရောက်ကြည့်ရှုလိုလျင်မဲ့ဖြစ်ဖြစ်ဆက်သွယ်ဆောင်စမ်းမေးမြန်းလိုလျင်မဲ့ဖြစ်ဖြစ်39408989 Fiverr သို့မဟုတ်ဖုန်းနံပါတ်ကနေဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်ပါစေကျွန်တော်ဟိန်းထက်ပါဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ